Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့ဇွဲကပိန်တောင်ကိုတော့ပြမှာပဲဖြစ်ပါတယ်ဇွဲကပိန်တောင်ကိုတော့ပြပြောထားတဲ့သူလေးတွေလည်းဒီနေ့မှာဇွဲကပိန်တောင်ကိုတော့ပြပေးမှာပဲဖြစ်ပါအဲ့တော့ KD နဲ့တူတူဇွဲကပိန်တောင်ကိုတော့ရဘလော်လေးကိုကြည့်လိုက်ရအောင်အော် KD တရားကိုကြောင်းမရဲ့နေမှာလို့ထားလာပါတယ်ဟာပြင်မလိုက်တာကဲအားလုံးကဒီနေ့မှာကတော့ဇွဲကပိန်တောင်ကိုတော့ပြမယ်ဆိုတော့ KD နဲ့တူတူလိုက်ကြည့်ပေးကြပါကဲဆူဆောင်းလိုက်ရအောင်ကဲဒါဆိုရင်ငါမျက်နှာတော့တက်ကမယ်မျက်နှာအရင်တက်လိုက်ပါမယ်ဒီနေ့တော့ဇွဲကပိန်တောင်တော့မှာကွာဟာပြောလိုက်တာကဲမျက်နှာတက်မယ်တင်းတင်းကဲတက်ပြီဆိုငါတခါရေချိုးလိုက်မယ်လာ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 ကဲရေချိုးပြီးဆိုငါဝီစတော့ရရမယ်ဒီနေ့ဇွဲကပိန်တောင်ကိုတော့မှာဒီစင်မှာကြောင်းပေးဆိုဝီစားတကလေးဝတ်သွားမယ်ဟာဝီစားတဲ့ဝတ်ထားမယ်ပြီးလို့ရှင်ငါစပင်ပြောင်းမယ်ကဲစပင်လောက်ကမယ်ဝီးကဲပြောင်းသွားပြီဒီစပင်ပုံစံနဲ့ဆိုရင်ငါအဆင်ပြေပါတယ်အဲ့တော့ငါတကယ်ချင်းတွေကိုခေါ်မယ်ငါကြောက်ထဲတော့မသွားဇွဲကပိန်တောင်တင်းတော့ကဲချင်းတို့နင်တို့ဇွဲကပိန်တောင်ကတော့ဘူးအဲ့နင်တို့လိုက်ခဲ့တာပဲဒါပဲကျင်းနေကိုဖုန်းခေါ်ပြီးစုံငါလောက်ဆရာရှီလောက်ကမယ်အိမ်ယူလာအောင်မယ်ကဲအိမ်ယူပြီးဆိုအိမ်ထဲမှာငါထဲးတဲ့ဟာလေးထည့်ရမယ်ကဲဒါထဲ့မယ်ဟုတ်ပြီကဲထည့်ပြီးဆိုငါသွားဖို့ကြွယ်ကြတော့တယ်ဟုတ်ပြီနောက်ကတလေးစမြနာလေးရှင်တမမိုင်တကယ်ချင်းရောက်ခေါ်လိုက်ပါအောင်မေလာတယ်လမ်းဒီကဲလာပြီလာဟဲ့နေတို့လာပြီဒါဆိုတော့ကြမယ်လေအေးတော့ကြမယ်တော့မယ်တနေ့ရဲလာလိုက်မယ်ဟာဘသူလဲမသိဘူးဟာဟယ်လိုဘသူလဲဟဲ့ရဲလာတော့လေအော်အေးဟုတ်တာပဲငါလာခဲ့မယ်ငါမေ့နေတာမိုးယူနဲ့ငါဒီနေ့ဆွဲကမိတောင်သွားအောင်မလေးငါမေ့နေဒီနီးနားလေးကိုကွာကဲတဲ့ငါပြင်ဆင်ပြီးမှအကုန်ဟဲ့နေတော့ငါစနောက်ကြတော့စိုးရင်နော်ရပါတယ်ဒီစမရှိပါအဲ့ဆိုတော့ကြမယ်လေလာနေရတယ်နေလဲလာကဲအကုန်လုံးလာကြဟင်းငါတို့ဇက်ကမိတောင်တော့ကြမယ်တော့မယ် let's go mấy đôi hay sorry giấy này nó mét thế đấy ngà tấm mười mà ha cái áo ngáo rồi sẽ cái đầu tôi chấm đi máu nào là máu sao mà ha ấy tay bị đôi thì là tay bị thì nè đi lên cái áo tôi chấm máu sao mà đi bà xem đi mình vôဒီကားမောင်တမမင်းသွားစမ်းပါဟာအေးပါရောက်တော့ပါမယ်ပြိတ္တကြီးရောဇွဲကပိတောင်ကိုရောက်ချင်နေကြပြီလားရောက်တော့မှာပါနော်
ဟေးရှင်းပြနေရလေတော်ဟိုလန်တော်လို့ရငါမိတော်ကွာဟေးကဲစက်ပြီးတောင်ရတော့မပါဒီလားတန်တန် ကဲရောက်ပါပြီကဲတော့ချဆို let's go ဒီမှာပါဆွဲကပင်းတောင်စံတော်ရှင်စီမကျွန်တော်တို့ဘေးနားမှာလေဘလို့ရေဘူးဆန်းလေးရှိပါတယ်ဒီမှာပဲတဲမှာပေါ့နော်အတောင်တက်မဟိတောင်တက်မှာပဲဆိုနေမှာနောက်ကကောင်ကဲလာသွားမယ်တောင်တက်မယ်မလေး1 2 3ပြေးတော့မယ် let's go တောင်ပေါ်ကရှင်လေးရေလာပြေးတောင်အစမပြတ်တက်ပါမယ်နောက်ကသူတို့ကျွန်တော်မဆောင်တော့ပြေးပြီပေါ့နော်လာဟာမြင်မြင်လားရောက်ဝိုင်းလည်းကျွန်တော်တက်ပြီကဲလာပါပြီအေးရဆိုပြီးကဲလာအဲ့ဒါဆိုတော့ကြဆို我心里也来个别迷离你听那边没ဒီရလားဟာဒီရလားသူတောင်းမတက်ဘူးဒီရလားဟာဒီတယောက်ကဘာဖြစ်တာလဲမသိဘူးလားဖိစားလာနေတဲ့ငါလည်းလက်တွဲသွားမယ်ရှုပ်ဟုတ်တယ်အဲ့လိုလားမလေးတောင်းတက်တာတခါမှမတက်ဘူးကြောက်လားမသိဘူးဇဲကမိတောင်းတော့မှကျွန်တော်လိုက်ပို့မနာဟာလာလို့လာပါပြီအမလေးတောင်းတက်တယ်တော့မြင်ကျမပဲရှင်းတော့လိုက်တယ်ဘယ်လိုမှမသိရှင်းလမ်းနေဦးမယ်ဟိုဒီကျမပဲရှင်းတော့အေးဟဲ့တယ်နေပဲနေရှင်းတော့လိုက်တော့တောင်းတက်ကမလွယ်ပါဘူးရောက်တော့မတောင်းတက်ထားကဲကျမဆွဲကပင်တောင်းရတက်နေပါပြီရှင်တူလိုက်ခဲ့ပြကြပါကောင်းနောက်ကကောင်းနေတော့ပါလာတော့မသိဘူးနော်လာငါရှိရရင်တော့မေးငါပါမယ်အောင်တင်တက်ထက်ချင်းစီတိုင်းတက်နေရအစမပြေကဲလာအဲ့ဆိုငါတို့ရှိရပဲသွားနေကြအေးသွားနေဟဲ့ရဲသူတို့မဆောင်လားစောင့်နေနေရဒီမှာပဲထိုင်ရဲလို့ဘော်ရီနဲ့တက်ကုန်ဘိုင်းနဲ့လောက်ထားမြောင်းဒီမှာပဲနေဆောင်နေတာအဲ့တော့သွားပြီတက်ပြီရှုပ်ဘာမရအောင်မသိသူတို့တက်ချင်တယ်ကိုယ်ကိုတယောက်ထဲတက်ကောင်းတယ်သူတို့တက်အဲ့လိုတငယ်ချင်းတွေကညီရပေါ့နော်ကဲရောက်ပါပြီခင်ဗျာကျွန်တော်တို့ရောက်သွားပြီပေါ့သူတို့ကတော့ဘယ်ကိုရောက်နေရကဲစောင့်လိုက်ပါမယ်ရဲမသိဘူးလေလာတက်ခဲ့ရဲလေဟာငါတို့ဒီထားခဲ့ပြီးတော့သူကတော့စိတ်မရှိတော့ဘူးတဲ့စိတ်မရှိတော့ငါတို့တကယ်စောင့်ရအောင်ကောင်းမမြန်လားအရေးရသစ္စာဖောက်တဲ့ကောင်တွေ့တော့ပါတယ်ဆိုတော့မြန်လားငါတို့တော့မစောင့်နိုင်တော်တော်လေးတော့တော်တော်စိတ်မရှိဖြစ်နေလားမြန်လားဟာမီးဖြူပေးသွားနေရလေဒီလား
yeah လာအဲ့လိုပဲစကပိတောင်တက်ကကျွန်မတို့အမနေကြံခဲ့မှာကြံခဲ့နေကြံခဲ့တော့အခုမှလာခေါ်တယ်ကိုချောအခုမှလာခေါ်တယ်အမေသွားလို့ပါဟာအမလီမေသွားလို့ပါနော်မေသွားလို့တော့တော်ရတယ်နေရလေနေလေးမေသွားလို့အမလီမေသွားလို့တော့တော်ရတယ်ကွာနောက်ကမီးဖြူသွားခေါ်အေးတော့ခေါ်လိုက်မယ်မီးဖြူထားခဲ့သွားခေါ်တောင်တက်ကခက်ကြဟဲ့မီးဖြူနေရလဲရက်နေသလားလူလားခေါ်မှာခေါ်အကိုကလည်းအကိုမခေါ်လို့ကျမတို့ငါညမောက်တယောက်တည်းထားခဲ့သွားမယ်လိုက်ခဲ့ဟဲ့မလိုက်ဘူးလားနေမလိုက်ဘူးလားလိုက်မယ်ကဲတောင်းတော့ကျွန်တော်ပြီးတော့ရောက်ရှိခဲ့ပါပြီတော်တော်လေးကိုတားလိုက်ရပါတယ်မလေးမော်လိုက်တယ်ခင်ဗျာမော်လိုက်တယ်တောင်းလို့ကရှိကိုရေလည်းမပြေကဲဖျားရှိခိုးတော့ပါမယ်သူတို့ကတော့နေရာအသေးသေးယူနေကြရပါတော့ထိုင်ဟုတ်ပြီထိုင်ပါပြီတော့ဥကုန်းချလိုက်ပါဦးခင်ဗျရှင်ပြားတွေရောအမားရှင်ခွလို့ပါဖေ။ရောတော့ပြောလို့လိုက်မပြီးပြီလားမသိဘူး။ဟဲ့ပြီးပြီလားရေ။ပြီးပြီ။မီးဖြူအညီမမီးဖြူ။ညတမနေရောကမဒီခက်တာပဲဖေးသွားနေလည်းမသိဘူးဖေးသွားနေအော်ဒီတိုင်းမှာပဲငါဖိုတိုရိုက်ဟဲ့သူပြောမှာပဲငါသတိရတယ်မသိရငါတို့ဒီမှာတက်ပုံရိုက်ကြမှာလေအေးဟုတ်တယ်ရိုက်ကြမယ်တက်မလားကဲဟုတ်ပြီအဲ့လိုနေငါညီမမိဖြူတော့မသိတော့ခေါ်လိုက်မနေအော်မိဖြူဟဲ့မိဖြူမလိုက်ကိုငါတက်ပုံရိုက်ဘူးလားသွားမယ်နို့လေမှာငါညီမမိဖြူထားလိုက်မယ်ဒီထားချင်တယ်လက်ထားနေညီမဘာပဲနေဟာရှုပ်ဟုတ်ပြီအဲ့လိုပုံစံနေနော်အဲ့လိုပုံစံနေထားပြီတက်ပုံရိုက်တော့မယ်1 2 3 check check ကဲရိုက်ပြီးအော်ရိုက်ပြီးဆိုငါတို့တော့ကြမလားအေးတော့ကြမကဲနင်တို့လည်း post ပြီးတက်ပုံလည်းရိုက်ပြီးကြိုက်တဲ့နေရာလဲသွားပြီးဆိုငါတို့ပြန်ကြမယ်လေအေးပြန်ကြမယ်ကဲဇလားလေးရတော့ဒါပါပဲကြည့်ရှုပေးရသူတွေအားလုံးလည်းကျေးဇူးတင်ဆွဲကပိတောင်ရဲ့ဇလားလေးရတော့ဒီလောက်ပါပဲဆွဲကပိတောင်ကိုသွားပြခဲ့တဲ့ဘလောင်လေးပဲဖြစ်ပါနောက်တစ်ခါကျလို့ရှိရင်လည်းဒီမျိုးတော့ပတ်ချင်တဲ့နေရာလေးလို့ရှိရင်လည်းသွားပြပေးပါမယ်ရှင်နောက်တစ်ပတ်ကျလို့ရှိရင်ဒီစနေတင်ဝင်တွေပေါ့နော်မနှက်ဖြန်ចောင်းပေးရဖြစ်တဲ့အတွက်ဗီဒီယိုလေးနဲ့လည်းလာမမလို့ဒီအကောင့်လေးကို like subscribe လုပ်ခဲ့ကြတာ bye